ကိုပါမာကိုပြန်လည်ချိတ်ဆက်တဲ့သတင်းအပါအဝင်မန်ယူအသင်းရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျ Entertainment by Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လာမယ့်ရာသီချန်ပီယံလိဝင်ငွေရရှိထားတဲ့နီးပြမိုက်ကယ်ကာရီရဲ့ United အသင်းကတော့ဒီနွေရာသီအပြောင်းရွှေ့ဈေးကွက်မှာတကယ်ကိုလှုပ်ရှားနေပါတယ်ပထမဆုံးသတင်းအနေနဲ့အတ္တလန်တာအသင်းရဲ့ကွင်းလယ်လူအီဒါဆန်ဆေးပါးကိုပြောင်းရွှေ့ခြင်းပေါင်38.8 သန်းဝန်းကျင်နဲ့ခေါ်ယူနိုင်ဖို့မန်ယူတို့အရန်ကိုနီးစပ်နေပြီဆိုတဲ့သတင်းပါအီဒါဆန်ကနီးပြမိုက်ကယ်ကာရီရဲ့စီမံကိန်းအတွက်အရေးပါတဲ့ကစားသမားအဖြစ်သတ်မှတ်ခံထားရပြီးကလပ်အသင်း2သင်းကြားသဘောတူညီမှုရဖို့လက်တကမ်းသာလိုတော့တာပါဒီအပြောင်းရွှေ့ကိုမကြခင်အဆုံးသတ်ကြေညာနိုင်ဖို့အသင်းဘက်ကစ조사နေပါတယ်ဒုတိယတစ်ယောက်ကတော့ဝက်ဆန်ကွင်းလန်လူမက်သီယက်စ်ဖာနန်ဒက်ပါဝက်ဆန်အသင်းကချန်ပီယံရှစ်စီတန်းဆင်းသွားရတဲ့အတွက်အသက်22နှစ်အရွယ်ပေါ်တူဂီကျယ်ဝင်းလေးဟာအသင်းကနေထွက်ခွာဖို့ဆန္ဒရှိနေပြီးသတင်းအရင်းမြစ်တွေအရမန်ယူကသူ့ရဲ့ပထမဆုံးရွေးချယ်မှုဖြစ်နေပါတယ်မူလကပြောင်းရွှေ့ခြင်းပေါင်တန်း80လို့သတ်မှတ်ထားပေမဲ့တန်းဆင်းသွားရတဲ့အခြေအနေကြောင့် United တို့ပုံမသက်သာတဲ့ဈေးနှုန်းနဲ့ရနိုင်မလားဆိုတာကိုဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ဆုံးပရိသတ်တွေအတွက်အံ့အားသင့်စရာသတင်းတစ်ပုဒ်ကတော့ Chelsea ကျယ်ဝင်းကိုပါမာကို United တို့ပြန်လည်ချိတ်ဆက်လာတဲ့သတင်းပါ Chelsea ကဥရောပဝင်ခွင့်မရတာကြောင့်ငွေကြေးပိုင်းမျှခြေဖြစ်ဖို့အဓိကကစားသမားတချို့ကိုရောင်းချရမယ့်အနေအထားမှာရှိနေပါတယ်။ဒါကြောင့်မနစ်ကပေါင်တန်း150အထိတောင်းဆိုခဲ့တဲ့ပါမာရဲ့ဈေးကိုအခုခါမှာပေါင်တန်း80ဝန်းကျင်အထိချော့ချလိုက်ပါတယ်။ငယ်ဘဝကလေးကမန်ယူပရိသတ်ဖြစ်ခဲ့တဲ့ကိုပါမာကိုယ်တိုင်ကလည်း Old Trafford ကိုပြောင်းရွှေ့ဖို့တကားဖွင့်ထားတယ်လို့သိရပါတယ်။ Bruno Fernandes ရဲ့ရေရှည်စက္ကန့်သူအဖြစ် United တို့ကပါမာကိုခေါ်ယူနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပါတခြားသတင်းတွေအနေနဲ့ပြောရရင်တော့မန်ယူကဒီနေ့နွေရာသီမှာကွင်းလယ်2နေရာအပြင်ဘယ်နောက်ခံလူတအုပ်နဲ့တိုက်စစ်မှုတအုပ်စုစုပေါင်းကစားသမား4ဦးအထိခေါ်ယူဖို့အစီအစဉ်ဆွဲထားပါတယ်ဘောလုံးဝါသနာရှင်မိတ်ဆွေတို့အနေနဲ့ရော United လက်ရှိခေါ်ယူမဲ့ကစားသမားတွေကိုနှစ်သက်မှုရှိသလားဘယ်ကစားသမားကိုပို့ပြီးခေါ်စေခြင်းလဲကွန်မန့်မှာမှတ်ချက်ရေးပေးခဲ့ကြပါအောင်ဗျအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ